ဝတ်သွားစပလင်တွေကိုကပလေးပြီးသားပါမယ်နှုတ်တဲ့ပိုင်းလေးဝယ်ယူပါမယ်ရှင်စပလင်ကပြီးထားမှုတော့ဘယ်မှာတော့ခုနကပြီးရတဲ့စပလင်လေးတွေပြီးရင်မလို့ဒီစိအစကြိုက်တော့ညံ့ထဲပေါ့နော်ပြီးရင်ဒီကွန်ပျူတာလုံးနော်ဒီကလည်းပစ္စည်းတော့ခြုံမဟုတ်တစ်ဖက်စုံတစ်စုံငပြရေးတစ်ဖက်စုံနှစ်စုံပြီးတော့မယမ်းပြန်နော်မယမ်းပြန်ပြီးလို့ရှိရင်ငပိလိုဟန်လို့ရှင်နောက်ဦးဆုံးစပလင်ကိုထောင်းပါမယ်ရှင်စပလင်ကအခုလိုအနေထားလောက်ဆိုရပါပြီဒီနေ့ဒီဇိုင်းထည့်ထားပါမယ်ဒီတက်တော့ချူထည့်ပါမယ်စပလင်တက်တော့ချူမရုပ်ဒီထောင်းနဲ့ဒီနေထားရပြီဆိုရင်ငပိကိုမိခင်နဲ့ငပိကိုထည့်ပါမယ်ပြီးရင်မယမ်းပြထည့်ပါမယ်ပြီးလို့ရှိရင်အချုံမောက်ထည့်ပါမယ်ရှင်ပြီးရင်ကိုလုံးတမပါလို့ပြောထားပါမယ်ခုလိုမျိုးတမအောင်ထောင်းပြီးဆိုရင်မိကြည့်ပါမယ်ဆိုရင်အရန်ကိုရတာရှိစားကောင်းတဲ့စပလင်ငပိတောင်လေးရတော့ပါပြီရှင်ပစုံလက်လက်ဆက်ဆက်လေးစားပြီးတော့လောက်ပါမယ်ပစုံလေးကိုခုလိုနေထားလို့ညှက်ပေးရမယ်နော်ခဏလုံးကရေစေးတန်းစင်လာတဲ့ပစုံလေးလှော်ပါလို့ရှင်ဒါကိုစပလင်ငပိနဲ့တွဲစားမှဖြစ်ပါတယ်လှော်လေးမှာဘာမှမဖြစ်ဘူးနော်ဒါလေးကြောင်ကြောင်သွားတယ်ဖြစ်ပါတယ်ဒါကိုစပလင်ငပိနဲ့တွဲစားမယ်ဖြစ်တယ်နော်ကောင်းလို့နေထိုင်နေဆိုရင်စားလို့ရပါပြီခုနလှော်ရတဲ့ပစုံလေးခုလိုနေထိုင်နေဆိုရင်စပလင်ငပိနဲ့စားတော့လို့ရပါပြီ